စာရေးဆရာတရားမင်းဝေရဲ့နက်ဖြူမအတွက်ပန်းစာအုပ်ကိုဆက်လက်ဖတ်ပါပြီ။နင်းတို့ရဲ့အိမ်ကတက်ရက်တဲ့တစ်ထပ်တိုက်လေးပါအထိုက်လျောက်ကျဲတဲ့ခြံဝင်းလေးလည်းရှိပါတယ်။လူခေါ်ဘဲကိုကျွန်တော်နှိပ်လိုက်တဲ့အချိန်မှာခြံထဲကနှင်းပြေးထွက်လာပါတယ်။အော်ကျွန်တော်ကိုတွေ့တော့သူကိုရှင်တက်သွားတယ်။ပြီးအိမ်ကြီးရရရှောက်လာပြီးဝင်းတကားကိုလာဖွင့်ပေးတယ်။ကျွန်တော်လာမယ်မှန်းသိပေမဲ့နှင်းကအလှမပြင်ထားဘူး။အိမ်နေဝစ်စုံလေးနဲ့ကပူကယူလှနေတယ်။ဝင်းအထဲမှာဖေဖေရှိတယ်။သူကပဲဥဆောင်ပြီးကျွန်တော်ကိုအိမ်ထဲခေါ်သွားပါတယ်။အိမ်ထဲမှာအကောင်းစားမဟုတ်ပေမဲ့တမိုးမသေးလာတဲ့ပရိဘောကပစ္စည်းလေးတွေတွေ့ရပါတယ်။အဲ့ဒီလိုကလထိုင်တစ်လုံးပေါ်မှာသူ့ဖေဖေကထိုင်နေတာရှိနေတယ်။သူ့ကိုလည်းအကောင်းစားကြီးမဟုတ်ပေမဲ့တမိုးမသေးလောက်ဘူးလို့ကျွန်တော်ယူဆမိပါတယ်။နမဲကျော်စာရေးဆရာကြီးကိုထိုင်နှင်းကကျွန်တော်ကိုသူ့ဖေဖေရှိကလထိုင်မှာထိုင်ခိုင်းတယ်သူ့ဖေဖေဘက်ကိုလည်းလှည့်ပြီးပြောတယ်။ဖေဖေဒီမှာရောက်လာပြီသူ့ဖေဖေကကျွန်တော်ကိုရေပြုံးပြုံးနဲ့ပဲနှုတ်ဆက်တယ်။အေးကွာထိုင်ကွာမောင်ငါမင်းနဲ့တွေ့ကြနေတာဗျာ။ပါဇက်အဟောင်းသားနဲ့ပဲကျွန်တော်ဝင်ထိုင်လိုက်ရပါတယ်။အမှန်တော့ကိုယ်အလုပ်ရှိတယ်ဒါပေမဲ့မောင်ငက်လာမှမို့လို့ထိုင်ဆောင်နေတာတစ်ဆက်တည်းသူ့သမီးဘက်လှည့်ပြောပါတယ်။သမီးရေမောင်ငက်အတွက်စားစရာတစ်ခုခုလုပ်ပါအောင်ကွာ။ဟုတ်ကဲ့ဖေဖေနှင်းကအိမ်ကနဲ့လှည့်ဝင်သွားတယ်ကျွန်တော်ကသူ့ဖေကိုစကားမဆက်ခင်မှာကြပြကြရာဖြတ်ပြောရတယ်။ခုကျွန်တော်နာမည်လင်းသူရပါအဖိုးကြီးနှစ်ဖူးကျော်ရှုံသွားတယ်လင်းသူရဟုတ်လားဟုတ်ကဲ့ပါတခြားနာမည်ရှိသေးလားကျွန်တော်ကခိတ္တစဉ်းစားဟန်ပြုပြီးရှိလို့ရှိပါတယ်ဒါပေမဲ့မောင်ငတ်တော့မဟုတ်ပါဘူးအဲ့ဒီနာမည်ကိုနောက်ပြောတာပါနောက်တာဟုတ်လားဟုတ်ပါတယ်အဖိုးကြီးကမျက်မှန်တဝင်းဝင်းနဲ့ကျွန်တော်ကိုစိုက်ကြည့်ပြီးတို့တခြားနာမည်ကဘာတော့ဟိုစကားမဆက်နိုင်သေးပဲကျွန်တော်ရှက်ကိုရှက်ကန်ဖြစ်နေမိတယ်အဖိုးကြီးကစကားပြောတတ်တယ်ကျွန်တော်ပြောမဲ့စကားကိုသူကပဲရှေ့ကနေကြိုပြောလိုက်တယ်တခြားနာမည်ဖိုးနန်းဟုတ်လားကြပြရေးရင်တုံးတဲ့ကလောင်နာမည်ဗျာကျွန်တော်ပါဇက်အဟောင်းသားဖြစ်သွားရတယ်အဖိုးကြီးကိုငေးကြည့်မိလို့သူကတဟဲရဲတယ်မောင်ရင်ကြပြတွေကိုကိုဖက်ဖူးပါတယ်အဲ့ဒါကိုတော့ကျွန်တော်ခေါင်းခါခါလဲခါခါငင်းမိတယ်ဒီစကားကတရေနှုတ်ထပြီးမေးလဲငင်းရမယ့်စကားပဲအာမဟုတ်တာဦးရဲ့သူကကျွန်တော်ကိုခက်တီတီစိုက်ကြည့်ပါတယ်ဘာမဟုတ်တာလဲဘာလို့မဟုတ်ရတာလဲကျွန်တော်ကြပြတွေကမဂ္ဂဇင်းမှာလုံးဝမပါဘူးသူကအေးအေးဆေးဆေးပြုံးတယ်ဒါပေမဲ့မောင်ရင်မဂ္ဂဇင်းတွေကိုတော့ကြပြပို့ဘူးတယ်မဟုတ်လားဟုတ်ကဲ့ပို့ဘူးပါတယ်အဲ့ဒီမောင်ရင်ကြပြစာမှုတွေကိုဖတ်ဘူးပါတယ်ကျွန်တော်ဘာဆက်ပြောရမလဲမသိဘူးဟုတ်ရဲ့လားဒါမှမဟုတ်တက်ကျွန်တော်ကိုစမ်းတက်ပြီးဖျဲချောက်နေတာလားဘာလဲကျွန်တော်မဝေခွဲနိုင်ဘူးအဖိုးကြီးကဆက်ပြောတယ်ရှစ်မိုင်ကနှင်းပွင့်မဂ္ဂဇင်းကိုမင်းကြပြစာမှုတွေပို့ဘူးတယ်လေမဟုတ်လားအဲ့ဒါမှန်တယ်ကျွန်တော်တက်လက်ခေါင်းချင်းပြလိုက်တယ်ဟုတ်ပါတယ်ဒါပေမဲ့တဘုံမှအရွေးမခံရပါဘူးတခါမှမပါဘူးဒါကဒီလိုရှိတယ်ကွာအဖိုးကြီးကမိမ့်မိန်ကြီးပြုံးပြီးပြောလာတယ်အဲ့ဒီမဂ္ဂဇင်းသွားပေးတာကမောင်ရင်လွဲနေတာကိုခင်ဗျားဘာဖြစ်လို့လဲအဲ့ဒီမဂ္ဂဇင်းကတကယ်စာပေမဂ္ဂဇင်းပဲဒါပေမဲ့ modern post modern ကိုဦးစားပေးတဲ့မဂ္ဂဇင်းမောင်ရင်ကရိုးရာဟန်ကဲတဲ့ကြပြတွေကိုကာယံဖွင့်နေပြီးရေးထားတာဆိုတော့အံမဝင်ဘူးကျွန်တော်မျိုးလုံးပြူလာပြန်တယ်နင်းဦးကကျွန်တော်ကြပြတွေကိုတကယ်ဖတ်ဘူးလားပေါ့အဲ့ဒီအမိတောင်သူကလည်းကျွန်တော်ကိုမျိုးလုံးပြူကြီးနဲ့ပြန်ကြည့်တာလေအိုးမောင်ရင်ကိုကညာပါမလားမရှင်းတဲ့အချက်ကိုတန်းမေးလိုက်တယ်ဦးကဘလို့လောက်ဖက်ရတာလဲခင်ဗျာ။အော်ဒါကဒီလိုလေအဲ့ဒီနှင်းပွင့်မဂ္ဂဇင်းရဲ့အက်ဒီတာကျော်ဦးအလင်းမြင့်ဆိုတာမောင်ရင်သိမှာပေါ့ post modern ရေးတဲ့စာရေးဆရာလေသိတော့မသိဘူးဒါပေမဲ့ကြားဘူးပါတယ်သူကနာမည်ကြီးစာရေးဆရာပဲအေးသူနဲ့ကိုနဲ့ကရင်းနှီးတယ်ညီကိုတွေလိုပဲပြောမနာဆိုမနာပေါင်းကြတာအော်ဟုတ်ကဲ့သဘောပေါက်စပြုလာပါပြီဇက်ရည်ကလဲလာပါပြီအဖိုးကြီးကဆက်ပြောတယ်ကိုကအဲ့ဒီမဂ္ဂဇင်းမှာနာမည်မခံတဲ့အက်ဒီတာပါပဲစာမှုတွေကိုကူဖတ်ပေးရတယ်အဲ့ဒီမှာမောင်ရင်ကြပြစာမှုကိုလည်းဖတ်ရတယ်ဦးအဲ့ဒါဆိုရင်ကျွန်တော်တခုမေးချင်တယ်မေးကြပြစာမှုတွေအများကြီးမှရွေးလည်းမရွေးပဲနဲ့ဦးကဘာလို့ကျွန်တော်စာမှုကိုဖတ်မိနေတာလဲသူကခေါင်းကိုဆက်ခနဲ့တစ်ချက်နှိမ့်နေဒါကဒီလိုဟုတ်ကဲ့ကိုယ့်အကိုဆိုရင်တော့မှတ်မိမှာမဟုတ်ဘူးဟုတ်ကဲ့ကိုကအဲ့ဒီစာမှုကိုအိမ်ယူပြီးဖတ်တာတမိနှင်းကအဆောင်မှာနေတယ်ဆိုတော့အိမ်ကိုလည်းအမြဲဝင်ထွက်သွားလာနေတာတခါကြပြစာမှုတွေကိုသူကလည်းယူဖတ်ကြည့်တယ်မောင်ရင်ကြပြတစ်ပုဒ်ကိုတွေ့ပြီးသူကကြိုက်တယ်လို့ပြောတယ်ကြာပါပြီတစ်နှစ်လောက်တောင်ရှိပြီကိုကမဂ္ဂဇင်းမူနဲ့မကိုက်လို့ပယ်တယ်လို့ပြောတော့အဲ့ဒီကြပြကိုသူယူသိမ်းထားတယ်။အော်ကျွန်တော်မှဇက်ရည်လဲရတာတွေများနေပါပြီ။နောက်တစ်ခါဇက်ရည်လဲရပြန်ပြီအဖိုးကြီးဆက်ပြောတာကိုနားထောင်လိုက်တယ်။သမီးကြိုက်တယ်ဆိုလို့ကိုပြန်ဖတ်ကြည့်တာ။မောင်ရင်ကြပြကကောင်းပါတယ်စကားအဆုံးမှအဖိုးကြီးကစပွဲပေါ်ကပန်းဝအောက်မှာဖိထားတဲ့စာရွက်တစ်ရွက်ကိုဆွဲယူလိုက်တယ်။မှောက်ထားတဲ့စာရွက်ဆိုတော့ဘာတွေရေးထားမှကျွန်တော်ကမသိဘူးလေ။သူကအဲ့ဒီစာရွက်ကိုကျွန်တော်ရှေ့ကိုတွန်းပို့တယ်ဒီကြပြလေးမောင်ရင်ကြပြမှတ်လားကျွန်တော်ဆွဲယူပြီးဖတ်ကြည့်လိုက်တော့ဟုတ်တယ်ကျွန်တော်ရဲ့လေးချိုးကြပြတစ်ထုပ်ပါတယ်ကြပြနမီကပန်းဝေတကားပိတ်တဲ့အလွမ်းနေရှိထားကြောင်းပန်းဝေတိလာမေးခြင်းနဲ့လမ်းတွေ့ရင်ခေါ်ခွင့်မပိုင်ပါဘူးကျမ်းမြင့်ခြင်းမျောလင့်နိုင်မှာလားရဲ့လို့
ခိုးဘက်ကအကြည်ပုံးတွေနဲ့တိုးရှက်ကမချိဆုံးပါပဲညှိထုံးလာအလွမ်းနေဝေတော့ပန်းဝေသိမယ်ကိုမျက်ရည်ကိုမတွေ့ရှာဘူးတဲ့ညှို့ချက်တွေအငိုမှာဝှေ့ပါရင်ကဘာချင်းအောင်ပန်းတော်ပွင့်မယ်တခင်းအတွက်ပန်းတွေရဲ့နွမ်းလေတယ်ကျွန်တော်မျက်ဖြေယူအော်ဒုဘဝကတမ်းမပြေတယ်နော်မျက်ရည်ဦးနေဝင်တွေ့တာခတ်တာပဲပန်းရည်လို့ရှောင်းဖဲကမျက်နှာလွှဲဆန်းကျင်ပေါ့ကျောင်းကျန်းစီခြေလန်းနေအရောက်ယူစဲမှာတယောက်သူနောက်သူတွေ့နှင့်မိမှုရင်နှင့်စွာကျွန်တော်ချစ်ပေမဲ့မြင်ခွင့်မှာအဖော်တစ်တွေနဲ့ပန်းဝေရဲ့တို့လေမခေါ်ဖြစ်ပါဘူးအမှန်တော့ကိုယ့်ကဗျာကိုပြန်ဖတ်နေစရာမလိုပါဘူးခေါင်းငင်ပြောလိုက်ရုံနဲ့သိပါတယ်ဒါပေမဲ့သူကပေးဖတ်တော့လေကျွန်တော်မှပြန်ဖတ်နေရတယ်ဒါဖတ်လို့အဆုံးမှာတော့မော့ကြည့်တော့အဖိုးကြီးနဲ့မျက်လုံးချင်းစုံနေရင်မခုံမိပါဘူးသူသမီးနဲ့မျက်လုံးချင်းစုံတာမှမဟုတ်တာမောင်ရင်လက်ရေးကလှတယ်မမိလွယ်တယ်ဟုတ်ကဲ့နောက်ပြီးမောင်ရင်ကစာမှုမပို့တတ်ဘူးဗျာဘာဖြစ်လို့လဲစာမှုပို့ရင်ကိုမှတ်ပုံနဲ့နံပါတ်ရဲ့လိပ်စာရဲ့ကိုအောက်ဖက်မှာရေးပေးရတယ်မောင်ရင်ကအခုကျောင်းလိပ်စာထည့်ထားတယ်ကျောင်းသားမှတ်ပုံနဲ့နံပါတ်နဲ့ဘယ်မေဂျာဘယ်တန်းဆိုတာတွေရေးထားတယ်အဲ့ဒါတွေကဘောင်မဝင်ဘူးအော်ဒါပေမဲ့ကိုသမီးကတော့မောင်ရင်ကိုတန်းတည်သွားတာပေါ့ကွာမောင်ရင်ကယူပပေတာသူကဓာတုပေတာဒါပဲကွာတာဟုတ်အော်ဟုတ်ကဲ့ခမကျောင်းမှာသူကကျွန်တော်ကိုအစောကြီးတည်းကတတိထားမိနေမှာပေါ့အဖိုးကြီးကခေါင်းခါပါတယ်ကျွန်တော်ဖော်လိုလိုက်ပြီးပြောနေမှန်းသူမသိဘူးဒီလောက်နဲ့ဘဲတိမှာတော့ကွာနောက်မှမောင်ရင်ကြီးစကားပေးတယ်ဆိုပြီးလာပြတယ်သူသိမ်းထားတဲ့ကြပြစာရဲနဲ့တိုက်ကြည့်ကြရတာမလိုပါဘူးမောင်ရင်လည်းရေမှန်ကိုတောင်သိတယ်ဒီလိုကိုစိတ်ထဲကရေရွံ့မိတယ်ဘေးရင်ကိုမှန်တယ်လို့ပြန်ဆွဲယူကြည့်လိုက်တယ်ဒါကလည်းအရင်နှစ်ကသူနဲ့ကိုနဲ့တိုက်မိကြတာမဟုတ်လားအဖိုးကြီးကမောသားသလိုနဲ့စကားကိုခဏနားတယ်အဲ့ဒီအချိန်မှာပဲနှင်းကလင်မန်းလေးကင်ပြီးစားစရာတောက်စရာတွေလာချတယ်လက်ဖက်ရည်နဲ့မုတ်ရင်ဒါပါပဲကစီးနစ်လိုက်တာဒါပေမဲ့ကောင်းတဲ့ဘက်ကဆွဲတွေးပါတယ်အိမ်ရှင်မကောင်းပြီးတားလိုက်တာလို့နှင်းကကျွန်တော်ကိုတစ်ချက်ခိုးကြည့်ပြီးအိမ်ထဲကိုပြန်ဝင်သွားတယ်ဆအဲ့ဒါနဲ့မုတ်တစ်ခုယူစားလိုက်တယ်ကျွန်တော်မုတ်ဝမ်းနေတာကိုအခွင့်ကောင်းယူပြီးဖိုးကြီးကဆက်ပြောတယ်မောင်ရင်ကြီးစားသားတွေဖတ်ရမှမောင်ရင်ကြပြလေးအကြောင်းကိုပြန်တွေးမိတယ်ကြပြလေးကပန်းဝင်ဆိုတာကိုသမီးနှင်းကိုဆိုလိုတယ်လို့ယူဆမိတာပဲအဲ့ဒီအချိန်မှာလေသမီးနှင်းကိုနီကိုရဲ့စိုးဝင်းငိမ့်ကျောင်းသားမောင်မျိုးတို့ကဝိုင်းကပ်နေကြတဲ့အချိန်ကိုတယောက်ယောက်နဲ့မောင်ရင်အထင်လဲမယ်ဆိုလဲလွဲเสียဖြစ်မယ်ဟုတ်တော့မဟုတ်ပါဘူးဒါပေမဲ့မုံနေနေလို့ဘာမှပြန်မပြောနိုင်ဘူးအဖိုးကြီးကမျက်လုံးပြူးနဲ့ကြည့်နေရကနေလက်ဖက်ရည်ကိုဆွဲယူပြီးမော့တောက်ပြီးတော့မျှောချရတယ်အဖိုးကြီးကကျွန်တော်ကိုကြည့်ပြီးပြုံးနေခေါင်းတစ်ဆက်ဆက်နှိမ့်နေလို့လည်းပြောရပါဦးများပါပြီလေပင်တညွတ်ညွတ်နဲ့လှုပ်တယ်အဲ့ဒါကိုပြောင်းပြောကြရအောင်ဟုတ်တယ်သူအဲ့ဒီလိုလှုပ်တယ်သူ့အယူဆတွေကိုဆက်ပြောတယ်နှင်းရဲ့အယူဆပါလာတယ်အဲ့ဒါကိုရင်မဟုတ်ဘူးတမိနှင်းလည်းအဲ့ဒီလိုယူဆတယ်ဖေးအတွင်းကန်းကြီးကနှင်းရဲ့အော်တန်ထွက်လာတယ်သူကလေးလည်းအတန်ကြားနေမှာတော့အဖိုးကြီးကကြောင်ဟန်းဖြစ်ပြီးစကားပြောနေတာရက်သွားတယ်အိမ်ထဲလှည့်ပြီးဘာလဲသမီးရဲ့ဘာတွေရှောက်ပြောနေတာလဲအော်အေးအဖိုးကြီးကကျွန်တော်ပတ်ပြန်လှည့်တယ်မျက်နှာတည်နဲ့စကားလမ်းကြောင်းပြောင်းတယ်ဖဲကွာကိုလိုရင်းကိုမေးမယ်ဟုတ်ကဲ့မေးပါမောင်ရင်နှင်းကိုလက်ထပ်ဖို့တည်ရည်ရွယ်ချက်ရှိသလားဒါမင်းကလေးအဖေကပြပြတသားမေးတဲ့စကားမောင်ရင်ကလည်းပြပြတသားဖြေပါဟိုလိုဒီလိုမလုပ်နဲ့ဟုတ်ကဲ့ကျွန်တော်လည်းပြပြတသားဖြေနိုင်ပါတယ်ကျွန်တော်ဖြေတင်စားများပြီးစကားရှေ့ဆက်မရဘူးဖြစ်နေတယ်အဖိုးကြီးမသိအောင်တွေးကိုဂလုတန်နဲ့မျိုးချလိုက်တယ်လေးကျိုးမှာဂလုတန်လဟုတန်ဆိုတာရှိတယ်အခုကျွန်တော်တွေးမျိုးချတာကတော့ဂလုတန်မှာရောမသွားကြပါနဲ့ချက်ချင်းပဲစကားကိုပြန်ဆက်လိုက်တယ်ကျွန်တော်နှင်းကိုလက်ထပ်ဖို့အထိရည်ရွယ်ထားပါတယ်အိမ်တစားမိတစားထားနိုင်ဖို့လဲကျွန်တော်တာဝန်ယူပါတယ်လူပဲနှံပြီးစုပ်ကိုတော့အရှုံးမပေးနိုင်ဘူးကျွန်တော်စကားအဆုံးမှာအဖိုးကြီးကမျက်လုံးထဲအထိစိုက်ကြည့်ပြီးတေးကြလားလုံးဝတေးကြပါတယ်အဖိုးကြီးကကိုနေဟန်သားပြင်ထိုင်တယ်ကောင်းပြီလေကိုကလည်းအဲ့ဒါကိုသိကျင်တာမောင်ရင်ဒီအိမ်ကိုဝင်နိုင်ထွက်နိုင်ပါတယ်လောလောဆယ်ကိုဘက်ကတော့ဒီလောက်ပဲပြောနိုင်အောင်မယ်ကဲမောင်ရင်လည်းပြန်တော့ကိုလည်းမောင်ရင်လည်းပြန်တော့ကိုလည်းအလုပ်ရှိသေးတယ်ဟုတ်ကဲ့တမီးမောင်သူရကိုခြံဝလိုက်ပို့ပေးလိုက်ခြံဝရတော့နှင်းကကျွန်တော်ကိုမေးပါတယ်နှင်းငါတို့တွေဘာမှလာမပြောနဲ့နှင်းရဲ့ရှက်ရိတ်တန်းနဲ့ညီချိုးလေးမျက်နှာလေးကအရန်ချစ်စရာကောင်းနေတယ်ကျွန်တော်တခါမှမပျော်ဘူးတဲ့အပျော်မျိုးနဲ့သူတို့အိမ်ကပြန်ခဲ့တယ်ခလန်းလန်းရောက်တော့ညာလယုံကိုဆက်ဆက်ကြီးတန်းပြီးဒါမှရောက်ခမကြီးလို့អော်လိုက်မိသေးတယ်ဒါဆိုရင်မင်းအချိန်ကြီးကအရန်ကောင်းနေတာပဲသူကညိုဝင်းကအဲ့လိုပြောတယ်အေးငါလည်းအဲ့လိုတော့ခံစားမိတာပဲကွာဟင်းသူရကလည်းညီးနေပြန်ပြီဒီလောက်ကောင်းနေတဲ့အနေထားကိုညာညုံညလှုပ်ချင်နေသေးတယ်တငိမ့်ကအဲ့လိုဝင်ပြောတယ်ထမိုးကတော့ကျွန်တော်စကားကိုစိတ်ဝင်စားတယ်လို့စီးကကပ်ဖွာရင်အဝေးကိုမြင်းနေတယ်ဦးပဲနှင်းလို့မိသားစုကြောင့်သိကျင်တာလေးတွေရှိလို့ညိုဝင်းကိုခေါ်မေးရတာညိုဝင်းနဲ့အတူသူ့ကြီးစားတငိမ့်ကပါလာတယ်တချို့အချက်လက်တွေဆိုညိုဝင်းပြောမှကျွန်တော်သိရတာဦးပဲနှင်းကအမေမရှိတော့ဘူးကွသူ့ကိုမွေးပြီး2နှစ်3နှစ်လောက်မှသူ့အမေကဆုံးသွားတာသူ
သူ့မတွေကရောညိုလဲဝင်းနဲ့ပြူသက်ရှင်သူ့ထက်10နှစ်ကျော်လောက်ကြီးကြတယ်အခုတော့2ယောက်စလုံးအမေရိကမှာသူတို့2ယောက်ကလည်းအဆင်ပြေတော့နှင်းတို့သားဖကိုတော်လေးငွေထောက်ပံ့နိုင်တယ်ကျွန်တော်ကလက်ဖက်ရည်ကိုတငုံမော့တောက်လိုက်ပြီးတော့လောလောဆယ်နှင်းတို့သားဖရဲ့ကိုပိုင်စီးပွားရေးကရောနှင်းကတော့ဘာမှသူ့အတွက်ငွေတော်တော်များများရှိတယ်ကွာအဖိုးကြီးကတော့စာရေးနေတယ်ပြီးစာပြတယ်ဟုတ်လားညိုဝင်းကဆရာကြီးတဆူဟန်ပြုံးနေအေးဟုတ်တယ်သူစာရေးတာဘာသာပြန်တာတွေများတယ်လေဘတ်ဆယ်လာလိုင်းတော့မဟုတ်ဘူးပေါ့ဝင်ငွေကောင်းမှန်မဲ့အများကြီးမဟုတ်ဘူးမဂဇင်းမှာရေးတဲ့စာမူကားတွေဆိုတာကအားကိုးလောက်တာမျိုးမဟုတ်ဘူးလေအဲ့ဒါကြောင့်ထင်တယ် तू ကစာလဲပြတယ်အေးအဲ့ဒါငါသိကျင်တာ तू စာပြရဲဆိုတာဘယ်ဘာသာလဲဘယ်နှတန်းကိုပြတာလဲအဲ့ဒါကိုငါသိကျင်တယ်တငိမ့်ကရဲဟာနဲ့ဘေးကဝင်ပြောတယ်နင်းတက်မလို့လားကျွန်တော်ကတငိမ့်ကိုနှာခေါင်းရှုံးပြလိုက်တယ်တက်တင်ရင်လည်းတက်ရမှာပေါ့ဟာပညာရှာပမာသူဖုံးစားတဲ့ညိုဝင်းကရဲတယ်ရဲတဝက်နဲ့ဆက်ပြောတယ်သူဖုံးစားအစ်စ်နဲ့တော့မင်းသူ့စီကိုသွားတင်လို့မရဘူးသူ့တင်နှန်းကြီးကမင်းပေးနိုင်မှာမဟုတ်ဘူးဟမ်သူ့တင်နှန်းကြီးကအရန်ကြီးလို့လားကြီးတာပေါ့ကျွန်တော်လက်ချောင်းတွေတစ်ဖက်ဖက်ချိုးလိုက်ရင်မေးလိုက်တယ်ဆက်ပြောပါဦးဒီလိုကွာအဖိုးကြီးကဘာသာ၈ခုလောက်တက်တယ်အင်္ဂလိပ်ဂျာမန်ပြင်သစ်ဂျပန်စသည်ဖြစ်ပေါ့အိုးဟုတ်လားလောကမကြီးကိုပထမဆုံးအကြိမ်ဖြစ်တော်တော်လေးအထင်ကြီးသွားမိတယ်ကျန်နိုင်မလားသူကအဲ့ဒီဘာသာတွေကိုပြန်ပြပေးတာပေါ့ဟုတ်လားမျိုးဝင်းကတဟဲဟဲကြီးပဲဘာမှမဆိုင်မဲ့စပွဲပေါ်ကတငင်းရဲ့လက်ကိုဆွဲကင်ပြီးမှဆက်ပြောတယ်ထမိုးကကြစ်တစ်ကြည့်ရကိုလည်းသူဂရုမစိုက်ဘူးအဲ့ဒီတော့စီးပွားရေးသမားတွေတထေးသားတွေပဲသူ့စီလာတက်ကြတာများတာပေါ့မင်းကလည်းတထေးသားဆိုတော့တက်ချင်လွယ်နိုင်ပါတယ်မလွယ်တာတစ်ခုပဲရှိတယ်ဘာများလဲသူကနိုင်ငံသားတွေကိုတင်တာများတယ်ကွာအင်္ဂလိပ်စာမတက်တဲ့ဂျပန်ကိုအင်္ဂလိပ်စာတင်ပေးတာတို့မြန်မာသားတက်ချင်တဲ့ဂျာမန်ကိုမြန်မာသားတင်ပေးတာတို့အဲ့ဒါမျိုးတွေကျွန်တော်လွတ်ခနဲ့អော်လိုက်ပြီးဟာထောပြီပေါ့ကွာညိုဝင်းကကျွန်တော်မြောက်လုံးကိုကြည့်ပြီးပြုံးကြီးလုံနေတယ်ထောတာဘောဟာဒေါ်လာနဲ့တောင်တောင်းလို့ရတာပဲပြီးကျွန်တော်ဘာဆက်ပြောရမှန်းမသိဖြစ်သွားတယ်ညိုဝင်းနဲ့တက်ငင်ကိုလည်းအခုမှအေးကွက်ဆက်တောက်ပြီးတော့စကားပြောဆိုခဏရက်သွားကြတယ်ညိုဝင်းကကျွန်တော်နဲ့တစ်နှစ်ထဲပါပဲတက်ငင်ကတော့တန်းငယ်တယ်သူတို့နှစ်ယောက်စလုံးကကျောင်းတော်ကြီးမှာ SNS လို့အတွဲလို့နာမည်ကြီးတယ်ဆက်စုအတွဲဆိုပါတော့ကျောင်းသူကျောင်းသားတော်တော်များများရဲ့အတွင်းရေးတွေကိုသူတို့သိကြတယ်အမှန်တော့သူတို့အတွဲကိုကျွန်တော်တိတ်ကြည့်လို့မရဘူးဆက်စုလုံးနာကိုလည်းကျွန်တော်ကမကြိုက်ဘူးလေဒါပေမဲ့အခုတော့သူတို့သမီးကြီးစားကိုပဲအေးတိုက်ပြီးကျွန်တော်သိကျင်တာကိုမေးရတော့တာပဲတကယ်တော့ကျွန်တော်နဲ့ညိုဝင်းနဲ့ကတရက်ထဲသားတွေညိုဝင်းဆိုတာသူ့နာမည်လေးကလှတယ်ဒါပေမဲ့သူ့နာမည်အရင်ကဖြူလုံးငယ်တုန်းကအသားဖြူပြီးကြီးတော့ဒီကောင်ကညိုလာတယ်ညိုလုံးလို့ပြောင်းခေါ်ရမှမတင်တော့ဘူးလမ်းထိပ်ဖုံးကျောင်းမှာရှိတဲ့ခွေးကြီးနာမည်ကလည်းညိုလုံးဖြစ်နေတယ်အဲ့ဒါနဲ့လုံးစားဝင်းကိုတုံးပြီးသူ့နာမည်ကိုညိုဝင်းလို့အတင်းပြောင်းတယ်ခုနောက်ပိုင်းမှာမှကျွန်တော်သူ့ကိုညိုဝင်းလို့ခေါ်တက်လာတာရှေ့တောက်လျှောက်မှာတော့ဖြူလုံးပဲသူ့နာမည်ပြောင်းထားပြီးမှသိရနဲ့အဲ့ဒီတိုင်းပဲနှုတ်ကြိုးနေတယ်ဖြူလုံးကနေညိုဝင်းဖြစ်လာပြီးတော့အခုလိုတက်ငင်ရင်ကြီးစားဖြစ်သွားကြတာအဲ့ဒီအချိန်မှာအေးကိုအကုန်တုံးလိုက်ပြီးဖြစ်တဲ့တငင်းစီကနေစကားတန်ထွက်လာတယ်နင်ကန်ကောင်းတာပဲဟဲ့သူရရဲ့အိုဘက်နင်းကအရန်ချစ်ဖို့ကောင်းတယ်လူလဲလှတယ်အေးလဲအေးတယ်စိတ်ထားလေးလဲကောင်းတယ်အေးလို့လားငါကသူ့ကိုတွတ်တယ်ချင်တာအဲ့ဒါတွတ်တာမဟုတ်ဘူးခစ်နဲ့အညီနေတက်တာလို့ခေါ်တယ်နင်မှားနေတာအေးတက်ငင်ကလည်းမခေပဲကိုအေးတက်ငင်နင်ကိုလည်းငါမေးစရာရှိတယ်ဘာမေးမှလဲအိုဘက်နင်းကိုငါအရင်ချင်းကတ်တဲ့လူတွေရှိတယ်မလားနေရင်လည်းရှိတယ်အခုလည်းရှိတယ်အဲ့ဒါသူကပြန်မကြိုက်ဘူးလားသူ့ဖေဖေရဲ့စိတ်ကထူးဆန်းနေဟာသူလည်းသူ့ဖေသွေးပါတာကိုသူကအဲ့ဒီလူတွေကိုပြန်မကြိုက်ဘူးနင့်ကိုပဲစိတ်ဝင်စားပုံရတယ်ဟေးကျွန်တော်ထခုံပြီးမတက်ဝမ်းသာသွားတယ်ဂုံယူဝင့်ကြားသလိုထမိုးကိုလည်းလှမ်းကြည့်လိုက်တယ်ထမိုးကမဲ့ပြတယ်နေပေါ့ကျွန်တော်တက်ငင်ကိုပဲဥတီပြီးပြန်ပြီးလိုက်တယ်ညီမဘလို့အဲ့ဒါလိုပြောနိုင်တာလဲဘာဖြစ်လို့လဲဆိုတာမမေးနဲ့လေဟာမိန်းကလေးချင်းကတော့တယောက်ချောင်းတယောက်ဆောင်းမရိတ်ချီသိကြပါတယ်နေ့အကြောင်းကိုသူနဲ့ခင်ပလဲတို့ပြောဆိုနေကြတာခဏငါကြားနေတာပဲဘယ်တော့မှစကြတာလဲတငင်းကမျိုးလုံးဝမီးဆင်းရတယ်ပြီးမနစ်ကလေးကဟာစာမှုအဖေကနီးလောက်မှစကြတယ်ထင်တာပဲဟိုဘက်နင်းကသူ့ဖေရဲ့စာမှုတစ်ပုတ်ကိုကူးပေးရမှပြင်းနေလို့နင်းလေးလှနေတော့အခုနေသူ့ဘေးနားမှာနင်းလာရှိရင်တော်ပဲလို့ပြောနေတာကြားမိတယ်ပြီးတော့ရဲနေကြတယ်နောက်ထပ်ရောဒီဘာကြားမိသေးလဲတော်ပြီလေဟာအငင်းကတ်တူတူစိတ်မရှိသလိုနဲ့ထမိုးကဘေးကနေဝင်ဟန့်တယ်အဲ့ဒီတော့မှကျွန်တော်လည်းကိုရှင်တက်ပြီးသူတို့ကျင်နေအောင်ရှက်နေလိုက်တယ်အမှန်တော့မရှက်ပါဘူးထမိုးပြောတာလဲဟုတ်တော့လဲဟုတ်ပါတယ်ဒီလောက်ပြီးရရင်ကိုဟုတ်နေပါပြီမျိုးဝင်းတို့သမီးကြီးသားရှိမှကျွန်တော်ကကဲရမရောက်စေချင်တဲ့သဘောမျိုးထမိုးကဟန့်တားတာပါကျွန်တော်နားလဲပါတယ်မျိုးဝင်းကအဝေးကိုမျှော်ကြည့်ရင်စကားတစ်ခွန်းခက်လေးပြောတယ်တခုတော့ရှိတယ်ကွာသူ့စကားကထိရောက်လာပါတယ်တခုဆိုတခုပါပဲကျွန်တော်နည်းနည်းစိတ်လှုပ်ရှားသွားတယ်ဘာများလဲတချို့ကတော့သူ့ဖေကြီးကိုစိတ်သက်ထူးကြတယ်လို့ပြောကြတယ်တချို့ကတော့စိတ်မမှန်ဘူး
နည်းနည်းကောင်းနေရလို့ပြောကြတယ်အဲ့ဒါကိုတော့တတိထားပေါ့ကွာကြည့်ဆက်ဆံပေါ့အော်ကိစ္စမရှိပါဘူးဒီလောက်တော့ဖြစ်ပါတယ်ပြောရင်ဆိုရင်တော့တတိရလာပြီအေးကွာငါသွားလိုက်အောင်မယ်နင်းဘယ်ကိုသွားမှလဲနှင်းတို့အိမ်ကိုသုံးယောက်သားကျွန်တော်ကိုမျက်လုံးပြူးသားနဲ့ငေးကြည့်နေကြတယ်သူတို့ကိုဂရုမဆိုင်အားတော့ဘူးကောင်တာမှာငွေရှင်းပေးခဲ့ပြီးကျွန်တော်ထွက်လာလိုက်တယ်သူတို့ဆက်စုစုံတွဲနဲ့အတူထားခဲ့တဲ့ထမိုးကတော့ကျွန်တော်ကိုကြိတ်ဆဲနေမှာပဲဒီနေ့ကကျောင်းပိတ်တဲ့နေ့ပါဘာနေမှန်းတော့မသိဘူးကျောင်းတော့ပိတ်တယ်နင်းလည်းသူ့အိမ်မှာပဲအဲ့ဒီအတွင်းနဲ့နှင်းလည်းသူ့အိမ်မှာပဲအဲ့ဒီအတွင်းနဲ့ကျွန်တော်ရဲရဲဝင်လာခဲ့တယ်ဆိုနာရကျိုးနဲ့ပါတယ်ရှန်ဝါကနေကျွန်တော်ဘဲတီးလိုက်တော့ကျွန်တော်ရဲ့နှင်းကစောင်းနှင်းမရောက်သေးတယ်ပြေးထွက်လာတယ်တကားဝမှာကျွန်တော်ကိုစစ်ဆေးနင်းမြန်းနေပါသေးတယ်ဘဲကိုလာတာလဲဒီကိုလာတာပေါ့ဘာလာလောက်တာလဲအထဲကျမှပြောမယ်တကားဖွင့်ပြီးသူ့မျက်နှာလှလှလေးကိုပြုံးရိပ်ပြုံးရောင်ကဲနေတယ်မလိခနဲ့ဆုံကန်နီးမှုဝမ်းတာနေတဲ့မေခလိုပဲစူပွားပွားမျက်နှာကိုတမင်လုံးလိုက်ပြီးမှကျွန်တော်ရှေ့ကနေအိမ်ထဲကိုဝင်လာတယ်ကျွန်တော်လည်းပြုံးဖြည်းဖြည်းမျက်နှာနဲ့တမင်မလုံးရပါပဲသူ့နောက်ကနေအိမ်ထဲလိုက်ဝင်လိုက်တယ်အဲကန်းထဲမှာမျက်မှန်တက်ထားတဲ့တကြီးစာရေးဆရာမရှိဘူးဥပယ်သွားလဲရှိတယ်စာပတ်ခန်းထဲမှာစာဖတ်နေတယ်ကောင်းသားပဲဥကိုနှောက်ယှက်ပေးမနေတော့ပါဘူးနှင်းကပဲကိုယ့်ကိုဧည့်ခံပေါ့ကျွန်တော်ရဲ့အခေါ်အဝေါ်အသုံးနှုန်းပြောင်းလဲလာတာကိုသူမကန့်ကွက်ပါဘူးနှကန်းတောင်စုံလေးတွန့်ပြီးပြုံးနေဆိုရင်လေးပြုံးတယ်ကျွန်တော်ရှေ့တက်တဲ့ကလပ်ထိုင်မှာဝင်ထိုင်ပြီးရှင်ခေါ်ခိုင်းလဲဖေဖေကအခုထွက်မလာဘူးမပူနဲ့ရှင်မခေါ်ခိုင်းလဲဖေဖေကတော့ကြာထွက်လာမှာပါအဲ့ဒါကိုလည်းမပူနဲ့မပူပါဘူးကျောပိုးအိတ်ထဲကသူ့အတွက်လက်ဆောင်ပစ္စည်းကိုထုတ်ယူပြီးသူ့ကိုကမ်းပေးလိုက်တယ်ဒါလဲနှင်းအတွက်လက်ဆောင်ပိုးကြီးပန်းကြီးလားကျွန်တော်ပြန်မပြောတတ်အောင်ဖြစ်သွားရတယ်ခဏအန်တော့ပြီးမှဘာလို့အဲ့လိုထင်ရတာလဲကိုကနှင်းရဲ့အလှတွေအတွက်ပါရမီဖြည့်တာအလှပါရမီဆိုတာမကြားဘူးပါဘူးမေတ္တာပါရမီတစ္ဆာပါရမီဆိုတာတွေကတကယ်တော့အလှပါရမီပဲပေါ့မေတ္တာတစ္ဆာရှိတာလှတာပဲထားပါတော့ဒါနှကန်းတွေဘူးရောင်စုံတွေနောက်ဆုံးပေါ်လို့ပြောတယ်နှင်းအတွက်ကိုကတ်လိုက်ဝယ်လာတာဒီနှကန်းတွေကိုဆိုရင်နှင်းပိုလှသွားမှာပေါ့နှင်းကနှကန်းတွေကတ်ကိုဆွဲယူကြည့်တယ်အဲ့ဒီဘူးပေါ်မှာကျွန်တော်က for my diary လို့ရေးထားတယ်နှင်းကမျိုးလုံးတွေအတွန့်ကျိုးသွားပြီးကျမအတွက်ဆိုဟုတ်တယ်လေဒီမှာရေးထားတာ diary အတွက်ပါဆိုတာကျွန်တော်အတန်ထွက်ရေးလိုက်မိတယ်မသိကြအောင်စောင့်နေပါနဲ့နှင်းရဲ့နှင်းအဲ့လောက်မအားပါဘူးအားတယ်ရှင်အားတယ်ကျမတကယ်မသိဘူးတကယ်ပဲသူသိဖို့မပေါ်ဘူးအဲ့ဒါနဲ့ကျွန်တော်ကပဲတဲလွန်တာပေးလိုက်တယ်ဒီလိုလေးအီးဆိုတာသိလားသိရတာပေါ့ easy to buy easy to take easy to carry လေဝယ်ရတာလွယ်တယ်သုံးရတာလွယ်တယ်တည်ရတာလွယ်တယ်အဲ့ဒါကိုပြောတာဟုတ်တယ်နှင်းသိတာပဲနှင်းကကျွန်တော်ကိုမျက်စောင်းလဲထိုးတယ်ကျွန်တော်ဘလို့ကြီးမှမသိဘူးဖြစ်သွားတယ်တာယာလှပစွာဓလိုက်ခံရတယ်လို့ပဲဆက်ပြောလိုက်တယ်တချို့သမီးကြီးယားကြီးစာရေးလို့ရှိရင်အဆုံးမှာ with away အဲ့လိုမျိုးတွေရေးထားတတ်တယ် with money kiss အဲ့လိုမျိုးတွေရေးထားတတ်တယ်အနိုင်များတာနဲ့သဘောပေါ့အဲ့ဒီဘက်မှာတော့ကျမတို့ကတုံးပါတယ်ရှင်ကိုဖိုးနှမ်းပြောမှပဲကြားဘူးတာပါဟာဗျာကျွန်တော်အနေခက်သွားတာကိုကြည့်ပြီးသူရဲတယ်ကျွန်တော်လည်းလိုက်ရရတာပေါ့သူနဲ့ကျွန်တော်ကြားမှာဘလို့အဟတာမှမရှိတော့ဘူးဆိုတာကိုစိတ်ထဲကအလိုလိုခံစားမိလာတယ်ရေတံဟာဟာနဲ့ပဲသူကသိကျင်တာတွေမေးပါတယ်ထားလိုက်ပါတော့အဲ့ဒါတွေကိုသိတယ်လောက်သိပါပြီဒိုင်ယာရီကိုပဲပြောပြပါဒါကပြောအခုမှတွန့်မနေနဲ့ Darling I always remember you တဲ့နှင်းကိုအမြဲတမ်းရနေရဆိုတဲ့သဘောပေါ့သူကကျွန်တော်မျက်နှာကိုခက်မမော့ကြည့်ပြီးနေတယ်လေးလုံးနှင်းလားတေချာရဲ့လားတေချာပါတယ်အဲ့ဒါနှင်းရဲ့သဘောထားကိုကြားချင်တယ်အဲ့ဒီအချိန်မှာရောက်ခမကြီးကမီးချစ်ထွက်ရှာရဲ့အဲကန်းထဲကိုရောက်လာတယ်ကျွန်တော်ရောနှင်းရောလက်ပတ်ရင်တန်းလန်းမီးဖြတ်ကြောက်ခံရတဲ့ဗီဒီယိုခွေလို့ပေါ့စက်ထဲမှာညက်ကြရင်းခဲ့တယ်ဟာမောင်သူရရောက်နေတာကိုဟုတ်တယ်ဖေနဲ့စကားပြောချင်လို့တဲ့ဒီလိုနဲ့ပဲသူကလထိုင်မှာသူ့ဖေဟာဝင်ထိုင်လိုက်ပါတော့တယ်သွားပြီသူ့ဖေရဲ့ကွာကြပုံတွေကြီးပဲတစ်ဖက်သက်ရဲနေရင်ကျွန်တော်ကမတရားရာရောက်ပါမယ်ကျွန်တော်အတော်ရဲ့ဒေသနာတွေကိုလည်းထည့်သွင်းပြောပြဖို့လိုပါတယ်အခုသူကျွန်တော်ရှေ့မှာလက်နှစ်ဖက်နောက်ပြပြီးခောက်တော့ခောက်ပြန်လမ်းလျှောက်နေတယ်ကျွန်တော်မှာကမိဘတွေမရှိကြတော့ဘူးအတော်အပြိုကြီးအဖြစ်ကျွန်တော်ကိုမွေးစားထားပါတယ်ဒါပေမဲ့အတော်ကြီးကတော်ပါတယ်ထက်ထက်မြက်မြက်ရှိတယ်မိမဆိုပေမဲ့ကုမ္ပဏီလုပ်ငန်းကိုယောက်ျားတွေနဲ့တန်းတူလုပ်ကိုင်တယ်စီးပွားရေးအလွန်လက်မြင်တယ်ကျွန်တော်ကိုလည်းအလွန်ချစ်ပါတယ်အလိုလဲလိုက်ပါတယ်ဒါပေမဲ့အပြိုကြီးဆိုတာကိုတော့မေ့မထားဖို့လိုပါတယ်အပြိုကြီးဆိုတာကအပြိုကြီးပါပဲအတော်ကကျွန်တော်ရှေ့လမ်းလျှောက်ထွက်ရမှာစက်ခနဲရက်လိုက်တယ်ပြီးတော့ကျွန်တော်ကိုလှည့်မေးတယ်ဇီနိုင်းဤတိုင်းအေမင်းဆိုတာကိုမင်းကြားဘူးသလားကြားဘူးသလိုပဲဒါပေမဲ့တခါမှသူ့ကားတွေကိုတော့မကြည့်ဘူးဒရမာတွေအရိုက်များတယ်ထင်တယ်ဘာအတော်ကကျွန်တော်ကိုတမျိုးကြီးကြည့်ပါတယ်စားတော့ဝါတော့မလို့ကြည့်တာမျိုးမဟုတ်ဘူးမစားချင်မဝါချင်တော့သလိုကြည့်တာပါတစ်သက်လုံးအတူနေတာဆိုတော့ကျွန်တော်ကမှားပါမှန်သိလိုက်ပါတယ်
ကျွန်တော်ဘာမှဆက်မပြောနိုင်ဘူးအတော်ကကျွန်တော်ကိုမျက်နှာလဲသွားပြီးခောက်တော့ခောက်ပြန်လန်းဆက်လျှောက်တယ်သူ့စကားကိုဆက်ပြောတယ်ဒီနိုင်ဤတိုင်းအေမင်းဆိုတာကအုံနောက်ထဲကထွက်တဲ့ဓာတုပစ္စည်းတစ်မျိုးကိုပြောတာကျွန်တော်ကသူ့ကိုဖားလိုက်တယ်ဟုတ်လားကျွန်တော်ကြားတော့မကြားဘူးဒေါ်ကြီးပဲရှာဖွေအကုန်သိနေတယ်ပြောပါဦးသူကဘာထူးကြလို့လဲအဲ့ဒါမြင်မြင်ချင်းချစ်တယ်ကြိုက်တယ်ဆိုတဲ့လူတွေရဲ့ခေါင်းထဲမှာထွက်လာတဲ့ဓာတုပစ္စည်းတစ်မျိုးပဲအဲ့ဒါထွက်လာရင်နှလုံးသားကပိုခုန်လာတယ်သွေးဖိအားကတက်လာတယ်စိတ်ကိုပြောလာစေတယ်ဒါပေမဲ့မျက်စိကဝါးသွားတယ်ဒေါ်ကြီးကြုံဘူးလို့လားတော်စမ်းဘာတွေလျှောက်ပြောနေတာလဲဒါမျိုးကြတော့သူကရှက်ပါတယ်ကျွန်တော်ကတော့မရှက်ပါဘူးဒါပေမဲ့သူမဖြေချင်တာကိုလည်းဆက်မမေးတော့ပါဘူးသူ့ဘက်ကဆက်ပြောလာမယ့်စကားကိုပဲစောင့်နားထောင်နေလိုက်တယ်ဟုတ်ကဲ့မြင်မြင်ချင်းချစ်တဲ့အချစ်ဆိုတာစိတ်မချရဘူးဒေါ်ကြီးကဘယ်လိုလုပ်သိတာတော့အချစ်နဲ့အတူလက်ညှိုးပါရောက်တက်လာပြီလာပြန်ပြီလားကျွန်တော်ခေါင်းပူထားရတယ်သူကလာတာမကြိုက်ရင်လည်းကျွန်တော်ကမသွားပါဘူးဒေါ်ကြီးကထုံးတဲ့အတိုင်းတစ်စုံတစ်ရာပြောဖို့အချိန်ယူနေတယ်ဒီမှာသူကငါပြောမယ်မပြောပါနဲ့ဒေါ်ကြီးရဲ့လို့တားရင်လည်းရမှာမဟုတ်ပါဘူးဘယ်ဘက်လက်နဲ့သူ့သပင်ကိုတက်တင်နေတဲ့ပုံစံကြည့်ဒိုင်ယာနာအကြောင်းပြောတော့မှဆိုတာသိတယ်မပြောခင်လက်အရင်ပိုက်လိုက်မယ်ဆိုလို့ရှိရင်မော်ဒယ်ဈေးကွက်အကြောင်းမပြောခင်တပင်းချပြီးတော့ခေါင်းတစ်ချက်ငုပ်လိုက်ရင်ရင်းချီအကြောင်းဒါမျိုးတွေပေါ့ဝင်းဝဲအကြောင်းဒါမျိုးတွေပေါ့ကျွန်တော်အထင်မှန်ပါတယ်ဒိုင်ယာနာအကြောင်းကိုသူစပြောပါတယ်ဒိုင်ယာနာနဲ့ချားစ်မင်းသားတို့ကတယောက်နဲ့တယောက်လိလာမှုအားနည်းခဲ့ကြတယ်တကယ်လက်ထပ်နေထိုင်တဲ့အခါမှာအဆင်မပြေမှုတွေပေါ်လာတယ်ဟုတ်ကဲ့ဒါပေါ့တော်ကြီးရဲ့ချားစ်မင်းသားဟာတော်ဝင်မိသားစုတွေရဲ့အနေထိုင်အတိုင်းဆက်ဆက်ရရအိမ်နေရတိတ်ခါရရနေရတယ်ရဲချင်းရင်တော့ဒိုင်ယာနာလိုပတ်မရဘူးလူတွေကိုလည်းရွေးပေါင်းရတယ်ဒိုင်ယာနာလိုအရက်သားတွေနဲ့ရောထွေးရှက်တွေမဆက်ဆံရဘူးတယောက်နဲ့တယောက်တွေးခေါ်ယူဆဖို့မတူကြဘူးအဲ့ဒါကြောင့်သူတို့တွေကွဲကြရတာပဲဒေါ်ကြီးကကျွန်တော်ကိုမျက်လုံးပြူးကြီးနဲ့ကြည့်နေတယ်တင်နဲ့ပြန်လှည့်သွားပြီးမှသူတို့ဟာလည်းဒီအိမ်တော်ကိုမကွဲဖို့အတွက်အများကြီးစူးစမ်းကြတာပဲအမှန်တော့ဒေါ်ကြီးကဆက်ပြောမလို့ပါဒီနေရာရောက်ရင်သူကစကားကိုခဏနားပြီးနယံကိုရီဝေစိုက်ကြည့်လိုက်တယ်အဲ့ဒါလေးကိုအခွင့်ကောင်းယူပြီးသူဆက်ပြောမယ့်စကားတွေကိုကျွန်တော်မသိစေအောင်ဆောင်ပြီးတော့ဝင်ပြောလိုက်တယ်ဟုတ်တာပေါ့ဒေါ်ကြီးရဲ့တော်ဝင်မိသားစုကလည်းဝင်စူးစမ်းပေးတာပဲဘရင်မကြီးတော်မနေရဘူးသူတို့ကလည်းချားမင်းသားကိုအခုလည်းဘယ်ဖြစ်စေချင်မှမလဲကာယကရှင်နှစ်ယောက်ကအတက်နိုင်ဆုံးစူးစမ်းကြမယ်ခဏတစ်ဖြုတ်ခွဲခွာနေလိုက်ရရင်လွမ်းဆွတ်တတိရတာတွေများဖြစ်လာမလားဆိုပြီးအနေဝေးမှတယောက်ကိုတယောက်တန်းလိုက်ကြမလားဆိုပြီးခွဲနေခဲ့ချပေးတာပဲကျွန်တော်စကားအဆုံးမှာဒေါ်ကြီးကမျက်နှာနဲ့ပြအောင်မနှဲထိတ်နိုင်ရပါတယ်လက်သီးကိုကြစ်ပါအောင်ဆုပ်ထားလိုက်တာတော့ကျွန်တော်မြင်ရသေးတယ်ဟုတ်တယ်နောက်ဆုံးသူတို့ကွဲသွားတယ်ဒေါ်ကြီးကအောက်ကြီးပြီးကျန်လာတဲ့လေတံမျိုးနဲ့ကျွန်တော်စကားကိုအဆုံးသက်ပြီးလိုက်တယ်ပြီးမှပုံမှန်လေတံနဲ့ပဲနှင်းချောင်းကိုမေးတယ်အဲ့ဒီကောင်မလေးကလှတယ်အတော့ကိုလှတယ်မင်းမဓာတ်ပုံရှိတယ်မဟုတ်လားငါ့ကိုဘာလို့ထုတ်မပြသေးပါလဲအင်းပြမယ်ကျွန်တော်ကတရေပက်ခန့်အိတ်တွေကနှင်းရဲ့ဓာတ်ပုံလေးကိုထုတ်ပြီးတော့ဒေါ်ပြိုကြီးကိုလမ်းကမ်းပေးလိုက်တယ်ဒေါ်ကြီးကအင်းဆိုပြီးတော့ယူသွားတယ်အဲ့ဒီဓာတ်ပုံကနှင်းကကျွန်တော်ကိုပေးတာမဟုတ်ဘူးသူ့ရဲ့အသိစိတ်ဓာတ်နဲ့ကိုယ့်ရဲ့အသိစိတ်ဓာတ်နဲ့သူ့ပစံအိတ်ထဲကပုံကိုသူမသိအောင်ခိုးထားတာပါကိုနေ့ကသူ့အိမ်စပွဲမှာသူ့ပစံအိတ်ကိုကျွန်တော်နဲ့အတူထားခဲ့ပြီးသူခန်းထဲဝင်သွားတယ်သူပြန်မထွက်လာခင်သူ့ပစံအိတ်ထဲကအဲ့ဒီဓာတ်ပုံကိုကျွန်တော်ထုတ်ယူခဲ့တာကျွန်တော်ဓာတ်ပုံတစ်ပုံကိုအစားပြန်ထည့်ပေးခဲ့ပါတယ်ခုလောက်ဆိုသူလည်းသိပြီးဆွတ်ခုန်နေရောပေါ့ဒေါ်ကြီးကဓာတ်ပုံကိုအကြာကြီးကြည့်တယ်လက်ထဲမှာကင်ထားပြီးကက်ကြည့်လိုက်ခွာကြည့်လိုက်နဲ့ပြီးမှကျွန်တော်ကိုပြန်ကမ်းပေးတယ်ဘာမှမပြောသေးပဲခောက်ပြန်လမ်းဆက်လျှောက်နေတယ်လှတယ်နော်ဒေါ်ကြီးငယ်ငယ်တုန်းကလိုပုံစံမျိုးပဲအဲ့ဒါမြောက်ပြောတာမဟုတ်ဘူးဒေါ်ကြီးကတကယ်လဲလှပါတယ်ယောက်ျားအရွေးလွန်ပြီးအပြိုကြီးဖြစ်လာရတာပါမဆိုးပါဘူးကောင်မလေးကလှပါတယ်ဒါပေမဲ့ကျွန်တော်လန့်သွားတယ်ဗျာဒေါ်ကြီးဘာဖြစ်လို့လဲမင်းကိုပေးတဲ့ဓာတ်ပုံကလည်းနောက်မှစားလေးပါလေးတောင်ရေးမထားဘူးအင်းဘာလို့ရေးရမှာတော့ချစ်တဲ့မောင်အတွက်တို့ဘာလို့ပေါ့ဟာနေကလည်းအင်းဟုတ်သွားပဲရတယ်ကျွန်တော်ဖာသာပဲရေးလိုက်မယ်ဓာတ်ပုံရဲ့နောက်မှာကျွန်တော်ဘာသာပဲနှင်းလက်ရင်းနဲ့တူအောင်ထုရေးလိုက်တယ်နှင်းလဲကျွန်တော်ဓာတ်ပုံနောက်မှာကျွန်တော်လည်းရင်းနဲ့တူအောင်တူပြီးဗာရင်များရေးထားမလဲမသိဘူးဟဲ့မနက်ကပဲရောက်ခမကြီးအက်ဒီတာလုပ်တဲ့မဂ္ဂဇင်းကိုစာမှုတစ်ပုဒ်သွားပို့ခဲ့ပြီးကြပြမဟုတ်ပါဘူးစောင်းပါလေးပါတမိကညာအခါမလင့်တဲ့တဲ့အကြောင်းပါမင်းနဲ့သူနဲ့တနားရီလောက်ကြာအောင်စကားထိုင်ပြောဘူးမှာပေါ့ပြောဘူးတာပေါ့အဲ့ဒီတနားရီလောက်တွင်းမှာမင်းတို့ကြီးတယောက်ကိုတယောက်ဘယ်နှခါလောက်ကြည့်ပြလဲဘယ်မှမိမှာလဲဒေါ်ကြီးကြည့်တာတော့တစ်ချိန်လုံးကြည့်နေတာပဲလေတယောက်မျက်နှာတယောက်ကြည့်ပြီးပြောနေတာပဲအကယ်၍သာဒေါ်ကြီးအဲ့ဒါလိုပဲတစ်ခါစာအုပ်ထဲကအတိုင်းစကားပြောတယ်တကယ်လို့များလို့ပြောရင်ရတဲ့ဥစ္စာကိုအကယ်၍သာဆိုပြီးပြောတယ်တခြားလဲစာတန်ပေတန်နဲ့သူအများကြီးသုံးတာပဲတိုးတော်ဖြစ်တည်ခဲ့သည်ရှိတော်သူဒီမဟုတ်လောလောဆယ်အားဖြင့်စသည်ဖြစ်ပေါ့
အဲ့ဒီတနာရီအတွင်းမှာမင်းတို့တွေတယောက်ကိုတယောက်ကြည့်တာဟာ36မိနစ်ထက်ကျော်ခဲ့သည်ရှိတော့တယောက်နဲ့တယောက်ချစ်နေတာသိကြတယ်ကျွန်တော်အငိုင်းမိသွားတယ်တအားတော့ပြန်မေးယူရတယ်ဒေါ်ကြီးကဘာသူပြောလဲဘယ်သူမှမပြောဘူးဒါစိတ်ပညာရှင်တွေရဲ့သူတေသနပြချက်ပဲကျွန်တော်သိလိုက်ပါပြီသူဘာကြောင့်ယောက်ျားမရခဲ့လဲဆိုတာယောက်ျားမရတဲ့လဲဆိုတာကိုကျွန်တော်သိလိုက်ပြီသူဒါတွေကိုလိုက်တွက်နေလို့ပဲဖြစ်မှာပေါ့မင်းအိမ်အောင်ပြမှာကိုငါမကန့်ကွက်ပါဘူးဟုတ်ကဲ့ဒါပေါ့အိမ်အောင်ပြရမှာပေါ့ကျွန်တော်လည်းယူမယ်ဒေါ်ကြီးလည်းယူချင်းယူဘယ်သူမှမနစ်နာဘူးမင်းချောင်းပြီးတော့မှာပဲငါကုမ္ပဏီမှာတနေရာယူပြီးတော့အသေးချာလုပ်ပေါ့လက်ထပ်ဖို့ကိုတော့မိန်းကလေးရဲ့ဆန္ဒအတိုင်းဦးစားပေးပြီးလို့ဟုတ်ကဲ့ဂရိယူစားတစ်ခုရှိတယ်လုပ်ပြန်ပြီဒါပေမဲ့တီးခံနားထောင်ရမှာပဲကဘာဦးလုံးကယောက်ျားနဲ့မိန်းမဟာတပေါင်းတည်းတဲ့လုံးလုံးဝိုင်းဝိုင်းပုံစံကြီးရှိတယ်တဲ့ခေါင်းတစ်လုံးနဲ့ဆိုပေမဲ့မျက်နှာကနှစ်ခုတဲ့ဟင်းဒေါ်ကြီးကလည်းကြောက်เสียရည်လက်လေးပဲခြေလေးချောင်းနားက၄ပေါက်ရှိတယ်ကြားရတာအသေးရလိုက်တာတော်ကြီးရယ်လမ်းလျှောက်ရင်ရှေ့ကိုလျှောက်လို့ရတယ်လို့နောက်ပြန်လဲသွားလို့ရတယ်လုံးလုံးဝိုင်းဝိုင်းကြီးဆိုတော့လှိမ့်ပြီးသွားလို့လည်းရတယ်တဲ့ဘယ်နဲ့ကြီးလည်းမသိဘူးနော်တော်ကြီးအေးတနေ့ကျနှစ်ဖျားတွေနဲ့လူနဲ့ရန်ဖြစ်ပြီးနှစ်ချမ်းခွဲခံလိုက်ရတယ်အော်အဲ့ဒါဘာဖြစ်လဲတော်ကြီးအခုနှစ်ချမ်းဖြစ်နေတဲ့လူတွေကကိုယ့်ရဲ့ကျန်တဲ့တစ်ချမ်းကိုလိုက်ရှာနေကြတယ်တွေ့ရင်တယောက်နဲ့တယောက်ချစ်ကြတယ်အိမ်အောင်ပြုပြီးအရင်လိုလက်တွဲနေထိုင်ဖို့ကြိုးစားကြတယ်တဲဟုတ်ပါလားဒေါ်ကြီးရဲ့အချမ်းကအခုဘယ်ရောက်နေလဲတနေရာမှာတော့မိုးတိုးမတ်တက်ရှိနေမှာပေါ့နော်ဒေါ်ကြီးကကျွန်တော်ကိုခက်တင်းတင်းပြန်ကြည့်တယ်မင်းငါပြောတာကိုနားထောင်ပါငါစကားကိုဝင်မရှုံနဲ့ဟုတ်ကဲ့မျက်နှာသေးလေးနဲ့ငြိမ်နေလိုက်တယ်ခုမင်းနဲ့မင်းကောင်မလေးဘသူနှင်းအိုးစာဟာမဟုတ်ပါဘူးဒေါ်ကြီးဟာအိုဘက်နှင်းမှာမတ်အိုစာမဟုတ်ပါဘူးငငယ်ချောချောလေးအေးဟုတ်တယ်အိုဘက်နှင်းနဲ့မင်းနဲ့ဟုတ်ကဲ့ကို့မူလအချမ်းကိုကိုပြန်ရှာတွေ့ကြတာပဲချစ်ခင်ခင်ပေါင်းစည်းနိုင်ဖို့ပဲလို့တယ်ပေါင်းနိုင်တယ်ဒေါ်ကြီးစီကျွန်တော်တို့နှစ်ယောက်ပေါင်းပြီးလှိမ့်ဝင်လာခဲ့မယ်အဲ့ခါကျမှဟဲ့ပလုတ်တို့လုံးလုံးဝိုင်းဝိုင်းကြီးပါလားဆိုပြီးကြောက်မသွားနဲ့ဟဲ့သူကပြားဒေါ်ကြီးပဲနေအားမလဲဒေါ်ကြီးအားတဲ့နေ့ကျွန်တော်နှင်းဥစားကိုခေါ်လာခဲ့မယ်လို့ဘာလို့မပြောဘူးလားပြားဘာဖြစ်လို့လဲနင်အဲ့ဒါတွေပြောမယ်မဲ့လို့ငါစောင့်နေတာလေငါအားမရတော့ငါတွက်ပြီးပြီအော်ဟုတ်ကဲ့ခေါ်လာခဲ့ပါမယ်ဘယ်တော့ခေါ်လာရမလဲသူအားတဲ့တရက်ပေါ့ကျွန်တော်ချက်ချင်းမျက်နှာချိုသေးရတယ်သူလည်းအားဒေါ်ကြီးလည်းအားတဲ့နေ့မျိုးပေါ့ဒေါ်ကြီးရေကျွန်တော်ကိုရှုတိတိနဲ့ကြည့်ပါတယ်ပြီးရင်သူ့ပတိစိတ်ကြီးကိုကြားမှာညှက်ထားတဲ့စာရွက်တည်းကျွန်တော်ကိုကမ်းပေးတယ်အဲ့ဒါဖြေဘာလဲစစ်တပ်မွေးမေးကုန်မယ်ဘာလို့ဖို့တော့မင်းဟာနှင်းဥစားအတွက်ချစ်သူကဟုတ်မဟုတ်ဆိုတာကိုဒီကရတဲ့အမှတ်နဲ့စဉ်းစားဆုံးဖြတ်လို့ရတယ်ဟာကျွန်တော်တော်တော်စိတ်ညစ်သွားတယ်ဒီစာရွက်ကဒေါ်ကြီးတစ်ချိန်ကသူ့ဘာသာသူဖြေဖို့တိန်းထားတဲ့စာရွက်ဖြစ်နိုင်တယ်အဲ့ဒါကြောင့်မဲ့သူယောက်ျားမရတာပေါ့ရဲလဲရဲကျင်လာတယ်ဒါတွေကိုဖြေပြီးကျွန်တော်ကဒေါ်ကြီးကိုပြရမှာလားအေးနိမလာနဲ့ဘလို့လောက်အမှတ်ပေးနိုင်မလဲခံလိုက်ရတယ်ဒေါ်ကြီးကသူ့ကိုယ်သူချစ်မှုရေးရဆီယမကြီးစတိုင်နဲ့ဒေါ်ကြီးကအမှတ်ပေးဆင်းမြင်သိလို့လားဒေါ်ကြီးကကျွန်တော်ကိုခတ်တော့တာပဲဆိုတော့မျက်နှာမျိုးနဲ့လှည့်ကြည့်တယ်ပြီးရင်မဖြေမှသာဖြေပါစကားအဆုံးမှာအိတ်ခမ်းနဲ့လှည့်ဝင်သွားပါတယ်ကျွန်တော်လည်းစာရွက်ကိုဆွဲယူရင်ချက်ချင်းဖြေချလိုက်ပါတယ်ဖြေရင်းနဲ့စိတ်ပြက်လက်ပြက်ရနေမိတယ်နေ့ရဲ့မေတ္တာမှန်နဲ့တို့ရဲ့ခီးလမ်းမပြောင်းတမ်းမှုဆိုတာဒါမျိုးပေါ့နေမှာပေါ့နော်ထိုမေးဖြေများကိုဤစာအုပ်၏ရှေ့ပိုက်တွင်ဖော်ပြထားပါသည်